အမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားကတင်းမာမှုတွေကတစ်ကမ္ဘာလုံးကိုရိုက်ခတ်နေပါတယ်။ဒါပေမဲ့ဒီကစားပွဲမှာအဝေးကနေပြောကြည့်နေတဲ့သူကတော့ရုရှားသမ္မတဗလာဒီမာပူတင်ပဲဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းမှာမီးတောက်လေးရေနံစည်းတက်ပြီးတော့ရုရှားအတွက်ပတ်စံပိုရလိမ့်မယ်လို့အများကထင်ကြပါတယ်။ဒါပေမဲ့တကယ်ပဲပူတင်အတွက်အမျက်ကြီးပဲလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါမယ်။အခုနောက်ပိုင်းအမေရိကန်ရဲ့ပြတ်သားတဲ့အင်အားသုံးမှုတွေကပူတင်ရဲ့မဟာမိတ်တွေကိုအကာအကွယ်ပေးသူဆိုတဲ့ဂုဏ်သတင်းကိုဘယ်လိုမျိုးချိန်ချောက်လာနေလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရပါမယ်။အီရန် drone တွေနဲ့ယူကရိန်းမှာအသာစီးရခဲ့တဲ့ရုရှားကအခုအီရန်ကိုယ်တိုင်ဒုက္ခရောက်နေတဲ့အချိန်မှာဘာဖြစ်လို့ဒါငါတို့စစ်ပွဲမဟုတ်ဘူးဆိုပြီးတော့ AACC ပြောနေရတာလေ။အမေရိကန်ရဲ့အာဏာစက်အောက်မှာရုရှားရဲ့အခန်းကဏ္ဍကတကယ်ပဲအကျဉ်းရိုက်နေရလား။အဲ့ဒါတွေကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အခုဖြစ်နေတဲ့အမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားကပြဿနာတွေကတကမ္ဘာလုံးအပေါ်မှာတက်ရောက်မှုတွေအများကြီးရှိနေတာပါအထူးသဖြင့်ဒီရုရှားရဲ့အခြေအနေပေါ့ကြည်ရတာဒီပဋိပက္ခတွေကပူတင်အတွက်တော့အခွင့်ကောင်းတစ်ခုလိုဖြစ်နေတယ်ထင်ပါတယ်ဘာလို့လဲဆိုတော့အရှိ11မှာမတိမငြိမ်ဖြစ်လေကမ္ဘာရေနံနဲ့ဂတ်ဈေးတွေကတက်လာလိမ့်ပဲမလို့ပါအဲ့ဒါကရုရှားအတွက်ဝင်ငွေပိုရစေပြီးတော့ယူကရိန်းစစ်ပွဲကြောင့်ခံနေရတဲ့စီးပွားရေးပိတ်ဆို့မှုဒဏ်တွေကိုသက်သာစေပါတယ်နောက်ပြီးတော့ဒီအမေရိကန်ကသူတို့ရဲ့လက်နက်နဲ့စစ်ရေးအင်အားတွေကိုဒီယူကရိန်းဘက်ကနေပြီးတော့အရှေ့အလယ်ပိုင်းဘက်ကိုလှည့်နိုင်မယ်ဆိုလို့ရှိရင်ရုရှားအတွက်စီးရေးအရာပို့ပြီးတော့အသာသေးရဖို့အခွင့်အရေးဖြစ်လာနိုင်ပါတယ်ပြီးတော့ဒီအမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားကဒီရှော့ခွေးမှုတွေကရုရှားသမ္မတပူတင်အတွက်အကျိတ်ဖြစ်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအရှေ့အလယ်ပိုင်းမှာစစ်မီးတောက်နေတော့ရေနံစည်းတွေတက်လာတယ်ဒါကရုရှားအတွက်စံပိုဝင်စေတယ်ပြီးတော့နောက်တစ်ချက်ကအမေရိကန်ရဲ့အာရုံကယူကရိန်းကနေပြီးတော့အရှေ့အလယ်ပိုင်းကိုရောက်သွားတာပေါ့အဲ့တော့လက်နက်အကူအညီတွေကိုပါလွှဲပေးလိုက်မယ်ဆိုလို့ရှိရင်ရုရှားအတွက်ကတော့ယူကရိန်းစစ်မျက်နှာမှာအသက်ရှူချောင်သွားမယ့်သဘောရှိနေပါတယ်ဒါပေမဲ့တစ်ဖက်ကလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအချက်တဲကရုရှားရဲ့မဟာမိတ်ဆက်ဆံရေးမှာအခက်အခဲတွေရှိနေတာကိုပြနေပါတယ်ပြီးတော့ဒီမော်စကိုရဲ့ဗတ်မလိုက်တဲ့နိုင်ငံရေးဗျူဟာကလည်းအရင်ကလိုမျိုးတိတ်ပြီးတော့မထီရောက်တော့တာကိုမိမောင်းထိုးပြနေပါတယ်တကယ်တော့ဒီနှစ်ပေါင်းများစွာပူတင်ရဲ့ဒီရုရှားကအမေရိကန်ကိုဆန့်ကျင်တဲ့အီရန်ဗင်နီဇွဲလားနဲ့ကျူဘားလိုနိုင်ငံတွေအတွက်အကာအကွယ်ပေးမဲ့မဟာမိတ်ကြီးအဖြစ်ပုံဖော်ခံခဲ့ရတာပါဒီလိုမဟာမိတ်တွေရှိနေတာကရုရှားကိုအနောက်နိုင်ငံတွေရဲ့နေရာမှာအစားထိုးနိုင်တဲ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ပေါ်လွင်စေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းသမ္မတဒေါ်နယ်ထရန့်ရဲ့လက်ထက်မှာအမေရိကန်ရဲ့ပြင်းထန်တဲ့လှုပ်ဆောင်ချက်တွေကြောင့်ပဲအဲ့ဒီဟန်ချက်ကတိတိတသားကိုပြောင်းလဲသွားခဲ့ရပါတယ်အခုဆိုရင်အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကဒီမော်စကိုနဲ့ယင်းနှီးရဲ့ခေါင်းဆောင်တွေအစိုးရတွေကိုတိုင်းရိုက်ပြတ်မှတ်ထားပြီးတော့ပြင်းပြင်းထန်ထန်ကိုကင်တွယ်လာကြတာပါကျွန်တော်တို့ဒီဥပမာပြောရမယ်ဆိုလို့ရှိရင်အမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့ဝင်တွေကအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့အာယာတိုလာအလီခါမီနီကိုလုကြံခဲ့တာမျိုးပါအမေရိကန်အာဏာပိုင်တွေကဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းဆီးလိုက်တာမျိုးတွေအထိလုပ်လာကြတာပါအဲ့ဒါနဲ့မကသေးပါဘူးဒီဝါရှင်တန်ကကျူဘာသမ္မတမီကွယ်ဒီယက်စ်ကာနီကိုကိုယာတုကနေပြီးတော့ဖယ်ရှားဖို့အထိရည်ရွယ်ပြီးတော့ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုပါလှုံ့ဆော်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုအရေးကြီးတဲ့ဖြစ်ရပ်တွေတိုင်းမှာရုရှားရဲ့တုံ့ပြန်မှုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လက်တွေ့ကျဘာမှလုပ်မပြနိုင်ပဲနဲ့တတမန်ရေးအရာနဲ့ပဲဝေဖန်ကန့်ကွက်တာလောက်မှတည်းလည်နေခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အီရန်နဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့သိတာပါလေတကယ်တော့အီရန်ကယူကရိန်းစစ်ပွဲမှာရုရှားကိုအမာခံကူညီပေးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်2022ခုနှစ်မှာရုရှားကယူကရိန်းကိုအလုံးရင်းနဲ့ကျူးကျော်တိုက်ခိုက်တော့ဆိုလို့ရှိရင်အီရန် drone တွေကရုရှားရဲ့စစ်ဗျူဟာအတွက်အတော်လေးကိုရေးပါခဲ့ပါတယ်ဒါပေမဲ့အခုအီရန်ကိုယ်တိုင်ကအမေရိကန်နဲ့အစ္စရေးရဲ့အပြင်းထန်တိုက်ခိုက်မှုတွေနဲ့ဒီရင်ဆိုင်နေရတဲ့အချိန်မှာတော့ရုရှားစီကနေပြီးတော့ဗာထိရောက်တဲ့အကူအညီမှထွက်မလာခဲ့ပါဘူးကရမလင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ကတော့မှအီရန်နဲ့ဖြစ်နေတဲ့စစ်ပွဲအတားငါတို့စစ်ပွဲမဟုတ်ဘူးလို့ပြတ်ပြတ်သားသားပြောခဲ့တာပါအဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမော်စကိုအနေနဲ့ဒီပြဿနာတွေကိုကြားဝင်ဖို့လုံးဝဆန္ဒမရှိဘူးဆိုတာကိုအထင်ရှားပြနေတာပဲဖြစ်ပါတယ်ဒီလိုတတိကြီးနဲ့တုံ့ပြန်နေတာကိုကြည့်ရင်ရုရှားရဲ့စွမ်းဆောင်ရည်ကအခက်အခဲရှိနေပြီဆိုတာသိတာပါတယ်အဓိကကတော့ဒီယူကရိန်းစစ်ပွဲမှာတင်စစ်အင်အားအများကြီးသုံးထားလို့ပါလေ့လာသူတွေကတော့ဒီမော်စကိုအနေနဲ့တကယ်လို့ဂျားဝင်ကျင်တော့မှအမေရိကန်ဒါမှမဟုတ်အစ္စရေးနဲ့ဓာတ်ရိုက်ထိတွေ့နိုင်တဲ့အနေရှိတာကြောင့်မလို့ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ဖို့ရုရှားအသင့်မဖြစ်သေးဘူးလို့ဆိုကြပါတယ်နောက်တစ်ချက်ကဒီအီရန်ရဲ့ပြည်တွင်းနိုင်ငံကြီးမတည်မငြိမ်မှုတွေနဲ့ဒီထောက်လိုင်းရေးသတင်းပေါက်ကြားမှုတွေကလည်းရန်သူတွေကအဓိကပြစ်မှတ်တွေကိုအလွယ်တကူတိုက်ခိုက်နိုင်ခဲ့တာပါအဲ့ဒါကအပြင်ကနေဘလောက်ပဲကိုကြီးအကူအညီတွေရဲ့ထိရောက်မှုကိုအများကြီးယုံနေသွားစေခဲ့တာပေါ့
ဒီချိန်ထဲမှာပဲဒီ Trump ရဲ့ပြတ်သားတဲ့အမေရိကန်အာဏာအသုံးချမှုကဒီကမ္ဘာနိုင်ငံကြီးအခင်းကျင်းကိုတော်တော်ကြီးပြောင်းလဲစေပါတယ်အမှန်တော့နှစ်ပေါင်းများစွာပူတင်ကသူ့ကိုယ်သူခံမရခတ်ပြီးတော့ဆွမ်းသားရတဲ့ခေါင်းဆောင်တူဆိုပြီးတော့ပုံဖော်ခဲ့တာပါသူ့ကိုယ်သူယူကရိန်း၊ဆီးရီးယား၊ဂျော်ဂျီယာတို့မှာအင်အားသုံးပြီးတော့ပြန်ဘက်တွေကိုချိန်ချောက်တာမျိုးတွေနိုင်ငံတကာစီးမြင့်တွေကိုစိန်ခေါ်တာတွေတောက်လျှောက်လုပ်ခဲ့တာပါဒါပေမဲ့အခုတော့နိုင်ငံခြားခေါင်းဆောင်တွေကိုတော့တိုင်းကြိုက်တက်ခိုက်ရတဲ့ Trump ရဲ့လုပ်ရက်တွေကပူတင်ရဲ့အဲ့ဒီဂုဏ်သတင်းကိုအများကြီးပြောင်းလဲသွားစေခဲ့ပါတယ်လေးလာသုံးသပ်တဲ့သူတချို့ကတော့ဒါကအခန့်ကဏ္ဍတွေပြောင်းပြန်ဖြစ်သွားတာလို့တော့ဆိုကြပါတယ်အရင်ကပူတင်ကိုရဲတင်းပြီးတော့ရန်လိုတဲ့ခေါင်းဆောင်အဖြစ်မြင်ခဲ့ကြပေမဲ့အခုချိန်မှာတော့ Trump ကအဲ့ဒီနေရာကိုရောက်သွားသလိုမျိုးအမြင်တွေပြောင်းလာတာပါဒီလိုချင်းတီပြောင်းသွားတာလဲပူတင်ရဲ့သူ့ရဲ့ဩဇာအာဏာဖြန့်ကျက်ဖို့အတွက်အသုံးချခဲ့တဲ့စိတ်ကြရေးရာအားသာချက်ကိုအများကြီးညှို့နေသွားစေပါတယ်ဒါပေမဲ့ဒီအခြေအနေကမော်စကိုအတွက်တော့အစိုးကြီးတော့မဟုတ်သေးပါဘူးဘာလို့လဲဆိုတော့အီရန်ပဋိပက္ခကြောင့်ကမ္ဘာစွမ်းအင်ဈေးကွက်တွေကမတည်မငြိမ်ဖြစ်နေတာပါအဲ့တော့ရုရှားကစီးပွားရေးအရာအကျိုးရှိလေးပဲဖြစ်နေလို့ပါစွမ်းအင်ဈေးတက်လာတာကဒီအရှိန်လေပိုင်းကိုမမီခိုးချင်တော့တဲ့နိုင်ငံတွေအတွက်ရုရှားကြီးကရေနံနဲ့တဘာဝတန်းကိုပို့ပြီးတော့အားကိုးလာစေတာမို့ဒီရုရှားရဲ့အယောင်းဝယ်ဈေးကွက်ကပို့ပြီးတော့ခိုင်မာသွားစေပါတယ်အဲ့ဒါအပြင် Trump ရဲ့နိုင်ငံရေးမူဝါဒတချို့ကလည်းရုရှားရဲ့ရည်ရှိမဟာဗျူဟာတွေနဲ့တွားပြီးတော့ကန့်ညီနေတာမျိုးတွေလည်းရှိပါတယ်အမေရိကန်ရဲ့အစံလာမဟာမိတ်တွေအဖွဲ့အစည်းတွေပေါ် Trump ရဲ့ဆန့်ကျင်ဘက်ပြစ်မှုပုံတွေကအနောက်အုပ်စုတွေကြားမှာတင်းမာမှုတွေတော်တော်ဖြစ်စေခဲ့တာပါဥပမာ USAID ကိုဖျက်သိမ်းတာမျိုးတွေပြီးတော့ဒီ Radio Free Europa ကိုဝေဖန်တာနဲ့ဥရောပမဟာမိတ်တွေနဲ့အငင်းပွားပြီးတော့ညီတူးတဲ့ညီညွတ်မှုကိုချင်းချောက်တာမျိုးတွေပါဒါတွေကရုရှားကရန်သူတို့သတ်မှတ်ထားတဲ့အနောက်အုပ်စုအဖွဲ့အစည်းတွေကိုအားနည်းသွားစေပါတယ်နောက်တစ်ချက်ကဒီ Trump ကယူကရိန်းသမ္မတဇလန်စကီနဲ့အငင်းပွားတဲ့အခါမှာဆိုလို့ရှိရင်လေယူကရိန်းခေါင်းဆောင်ပိုင်းကိုအဓိကပြတ်မှတ်ထားပြီးတော့ပြောဆိုခဲ့တာတွေ့ရပါတယ်။ဒီခါလေးဆိုလို့ရှိရင်ရုရှားထက်ယူကရိန်းကပဲငြိမ်းချမ်းရေးအတွက်အဟန့်တားဖြစ်နေသလိုမျိုးတော့ပြောခဲ့သေးတာလေ။ဒီလိုပြောသူချက်တွေကယူကရိန်းကိုထောက်ခံနေတဲ့အနောက်အုပ်စုရဲ့ညီညွတ်မှုကိုပြပြစေတာမလို့ဒီကရမလင်အတွက်တော့တကယ်ကိုအကျိုးရှိတဲ့အချက်တွေပါပဲ။အီရန်ပဋိပက္ခကလက်ရှိကမ္ဘာနိုင်ငံရေးမှာရုရှားရင်ဆိုင်နေရတဲ့အခွင့်အလမ်းရောအားနည်းချက်တွေကိုပါအထင်ရှားမြင်တွေ့နေရပါတယ်။မော်စကိုအနေနဲ့ရေတိုမှာစီးပွားရေးနဲ့မဟာဗျူဟာမြောက်အကျိုးမြတ်တွေရနေတာမှန်ပေမဲ့ဒီအချက်တည်းကပဲအမေရိကန်ရဲ့ကြီးမားတဲ့အာဏာစက်အောက်မှာသူ့ရဲ့မဟာမိတ်တွေကိုကာကွယ်ပေးနိုင်တာဘလောက်အထိအကန့်အသတ်ရှိလဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ပူတင်အတွက်ကတော့ယူကရိန်းမှာသူ့ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့ကအဓိကဥစားပေးဖြစ်နေသေးပါပဲ။အဲဒါကြောင့်မလို့လဲသူက Trump ကိုပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးတွေကိုရှောင်ရှားပြီးတော့ယူကရိန်းပြည်ပခါမှာဆိုလို့ရှိရင်ရုရှားအတွက်အသာစီးရမယ်တတမန်ရေးလမ်းစာတွေကိုစက်ထိန်ထားဖို့မျှော်လင့်နေပါတယ်။ဒီအခြေအနေတွေဘလောက်ပဲပြောင်းလဲနေပါသေးရုရှားကကမ္ဘာနိုင်ငံကြီးမှာအရေးပါတဲ့နေရာမှာရှိနေသေးတာတော့အမှန်ပါပဲဒါပေမဲ့အမေရိကန်ကအာဏာကိုအရင်အထက်ပို့ပြီးတော့ပြင်းပြင်းထန်ထန်သုံးလာတဲ့ဒီကနေ့ကမ္ဘာကြီးမှာတော့ရုရှားအနေနဲ့အခြေအနေတွေကိုပုံဖော်ဖို့ရောမဟာမိတ်တွေကိုကာကွယ်ပေးဖို့ပါပို့ပြီးတော့အကြက်ရိုက်လာနေပြီဆိုတာသိတာနေပါတယ်တကယ်တော့အီရန်ရဲ့နိုင်ငံရေးအခြေအနေတွေပြောင်းလဲသွားမယ်ဆိုရင်တော့မှပဲအကျိုးသက်ရောက်မှုကအီရန်တနိုင်ငံနဲ့တည်းမဟုတ်ပါဘူးအိန္ဒိယတရုတ်ရုရှားအထိပါရက်ခတ်သွားနိုင်တယ်လို့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်အထူးသဖြင့်တရုတ်အတွက်ဆိုလို့ရှိရင်အီရန်ကစွမ်းအင်လုံခြုံရေးအတွက်မရှိမဖြစ်အရေးပါတဲ့မိဖက်နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ခံမှန်းချက်တွေအရဆိုလို့ရှိရင်တရုတ်နိုင်ငံရဲ့ရေနံတင်သွင်းမှု10%ကနေပြီးတော့15%လောက်အထိကအီရန်ကနေလာတာဖြစ်ပါတယ်။တခါလေဆိုလို့ရှိရင်ဒီရေနံတွေကိုပင်လယ်ကွေ့ဒေသကတခြားအမည်တွေနဲ့လွှဲပြောင်းရောင်းချတာမျိုးတွေတောင်ရှိတာပေါ့။အဲဒါကြောင့်လေတရုတ်နဲ့အီရန်ကစွမ်းအင်နဲ့အခြေခံအဆောက်အအုံပိုင်းမှာ25နှစ်ကြာပူးပေါင်းဆောင်ရွက်မဲ့သဘောတူညီချက်ကိုခိုင်ခိုင်မာမာလက်မှတ်ရေးထိုးထားတာလည်းဖြစ်ပါတယ်။တကယ်လို့သာအီရန်အစိုးရပြိုလဲသွားပြီးတော့အမေရိကန်နဲ့နှီးစပ်တဲ့အစိုးရအသက်တက်လာမယ်ဆိုရင်တော့တရုတ်တော့ကတော့အားကိုးနေရတဲ့အစွမ်းရဲ့အရင်းမြစ်တစ်ခုဆုံးရှုံးတော့လို့ဖြစ်သွားမှာပါဒါပေမဲ့အီရန်ကတရုတ်တော့တည်းမဟုတ်ပါဘူးအိန္ဒိယအတွက်လည်းတကယ်ကိုအရေးပါတဲ့နိုင်ငံပါအိန္ဒိယအတွက်အီရန်ဆိုတာကရေနံရဖို့တယ်မကဘဲနဲ့အာမေးနီးယားအရှေ့အလယ်ပိုင်းနဲ့ဥရောပဘက်ကိုဆက်သွယ်ပေးမယ်မြေပြင်လမ်းကြောင်းကြီးတစ်ခုလည်းဖြစ်နေလို့ပါအထူးသဖြင့်အိန္ဒိယကအီရန်မှာတည်ဆောက်နေတဲ့ချာဘာဟာစစ်ကမ်းစီမံကိန်းဟာပါကစ္စတန်ကိုမဖြတ်ဘဲနဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ဖက်ဒီကိုယူထားတာဖြစ်ပါတယ်တကယ်လို့အီရန်ရဲ့နိုင်ငံရေးသဘောထားတွေပြောင်းလဲသွားမယ်ဆိုရင်တော့ဒီလမ်းကြောင်းတွေကအခက်အခဲတွေအများကြီးကျော်နိုင်ပြီးတော့ပါကစ္စတန်နဲ့ကက်ရှမီးယားဒေသတွေအပေါ်မှာပါတက်ရောက်မှုတွေအများကြီးရှိလာနိုင်ပါတယ်ရုရှားအတွက်ပြကြည့်မဆိုလို့ရှိရင်လည်းဒီအီရန်ကအတောင်ဘက်ကနေပြီးတော့ကာကွယ်ပေးထားတဲ့တကယ်ကိုအရေးပါတဲ့မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပါတယ်ဒေသတွင်းလုံခြုံရေးတွေမကပါဘူးစွမ်းအင်နဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုတွေမှာလည်းဒီနိုင်ငံအမြဲတမ်းအနီးကပ်ဆက်ဆံရေးရှိခဲ့တာပါတကယ်လို့သာအီရန်ရဲ့နိုင်ငံရေးအနေအထားပြောင်းလဲသွားမယ်ဆိုရင်တော့ရုရှားကအရှေ့အလယ်ပိုင်းနဲ့ကော့ကီဆက်ဒေသတွေမှာသူတို့တို့အားကိုးရတဲ့
မဟာဗျူဟာမြောက်အထောက်ပံ့ကြီးတစ်ခုဆုံးရှုံးသွားလို့ဖြစ်သွားမှာပါနောက်ဆုံးတော့အရေးကြီးဆုံးအချက်ကတော့ Hormuz ရေလက်ကြားပါပဲကမ္ဘာရေနံလမ်းကြောင်းရဲ့အချက်ချာကြတဲ့ဒီနေရာအနီးမှာအီရန်ကတည်ရှိနေတာပါကမ္ဘာရေနံစီးဆင်းမှုရဲ့20%လောက်ကဒီရေလက်ကြားကိုဖျက်သွားရတာပဲဖြစ်လို့ဒီနေရာကိုဘယ်သူကထိန်းချုပ်နိုင်မလဲဆိုတာကကမ္ဘာစွမ်းရည်စည်းကွက်နဲ့နိုင်ငံရေးအင်အားချိန်ခွင်ရှာအပေါ်မှာအကြီးကျယ်သက်ရောက်မှုရှိနေတာဖြစ်ပါတယ်မဟာဗျူဟာအရပညာရှင်တွေကတော့အီရန်ကိုကမ္ဘာမြေပုံပေါ်ကနေဒိုမီနိုအတုံးလေးတစ်ခုလိုတင်စားကြပါတယ်ဘာလို့လဲဆိုတော့အီရန်မှာသာအကြီးမားဆုံးနိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်လာခဲ့ရင်အဲ့ဒီရက်ခတ်မှုကအီရန်နယ်စပ်မှာတည်းရပ်သွားမှာမဟုတ်လို့ပါပဲဒီအာရှရဲ့စွမ်းရည်စည်းကွက်တွေအရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးတွေအထိစက်တိုက်ဆိုသလိုလှုပ်ခတ်သွားမှာဖြစ်ပါတယ်အဲဒါကြောင့်လည်းကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာအီရန်ရဲ့အနာဂတ်ကနိုင်ငံတကာနိုင်ငံရဲ့ကံကြမ္မာတွေမကဘဲနဲ့ဒီသတ်တော်တော်များများရဲ့မဟာဗျူဟာကိုပါပြောင်းလဲပြနိုင်တဲ့အချက်တစ်ခုဖြစ်နေတာပါအနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အခုအချိန်မှာအီရန်ကိုထိန်းချုပ်နိုင်တဲ့သူဟာတကယ်တော့အင်အားကြီးနိုင်ငံသုံးခုစလုံးကိုတပြိုင်နက်အားပြော့တော့လုပ်နိုင်တဲ့သူဖြစ်ပါလိမ့်မယ်ခြုံပြောရမယ်ဆိုလို့ရှိရင်အခုဖြစ်နေတဲ့အရှိအလဲမှာအချက်တည်းကရုရှားအတွက်စီးပွားရေးအရာအခွင့်အရေးဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းသူတို့ရဲ့ဩဇာအာဏာအကန့်အသတ်ကိုမိမောင်းထုတ်ပြနေရလည်းဖြစ်ပါတယ်။ပူတင်အနေနဲ့ကတော့ဒီယူကရိန်းစစ်ပွဲကိုအာရုံစိုက်နေရတဲ့အချိန်မှာပဲသူ့ရဲ့မဟာမိတ်တွေကိုလည်းလက်တွေ့ကြကြကာကွယ်ပေးနိုင်စွမ်းမရှိတော့တာကတော့ငြင်းလို့မရတဲ့အချက်တစ်ခုပါပဲ။အမေရိကန်ရဲ့ပုံမပြတ်သားလာတဲ့အာဏာစက်အောက်မှာရုရှားရဲ့အင်အားအကြီးဆုံးနိုင်ငံဆိုတဲ့ပုံရိပ်ကဆက်ပြီးတော့တောက်ခံနိုင်ပါအောင်မလား။ဒါမှမဟုတ်လို့ရှိရင်ရှေ့11ကမတည်ငြိမ်မှုတွေကပဲရုရှားအတွက်ထပ်ပေါက်ဖြစ်သွားမလားဆိုတာကတော့ဆက်ပြီးတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ရုရှားကသူ့ရဲ့မဟာမိတ်တွေကိုတကယ်ပဲပြစ်ပယ်ထားတာလားဒါမှမဟုတ်လို့ရှိရင်ဒါကပူကြီးရဲ့မဟာဗျူဟာမြောက်အစီအစဉ်တစ်ခုဖြစ်နေမလားကွန်မန့်မှာဝင်အောင်ဆွေးနွေးပြခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာရေးရာအကြောင်းအရာတွေကိုဆက်ပြီးတော့ကြည့်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နေအောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်